forex trader မြန်မာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်နည်းနည်းဈေးကွက်လေးတုံးတက်ပြပြီပေါ့နော်ချိုးပညာအကြောင်းအရာလေးနဲ့လည်းနည်းနည်းနိုင်ရှိပြရโอเคဈေးကွက်ကတော့တက်ပြီးရင်တက်ပေါ့နော်တောက်လျှောက်ပဲတက်နေတာဖြစ်တယ်အခုဒီမှာဆိုလည်းကြည့်ကြည့်လိုက်ရရှင်ဒီမှာ RSI မှာဆိုလို့ရှိရင်လည်းသူကဒီအဝါမြင်းချောင်းလေးကိုလာဖောက်မှာပြဖောက်လာလို့ရှိရင်လည်းကျွန်တော်တို့ကဒီတိုင်းပဲစောင့်ကြည့်နေလဲပေါ့နော်အတက်ဘက်ကိုပဲဝေကြရအောင်အဲ့တော့ market က up trend မှာပဲရှိနေတဲ့အတွက်ကျွန်တော်တို့ဘာတုံးတက်ကြည့်အောင်တစ်ပတ်မှာပဲလိုမျိုးလောက်တာတစ်ပတ်မှာတော့သူဒီလိုမျိုးပုံစံလောက်တာရှိတောက်လျှောက်ကြီးထိုးတက်သွားပါတော့တောက်လျှောက်ကြီးထိုးတက်သွားတဲ့အချိန်မှာအချိန်လွန်စားတော့ပြတယ်အချိန်လွန်စားတော့ပြနေပြီလူပဲချိန်ဆင်းလာမလဲတော့မပြောတတ်ဘူးပေါ့နော်လောလောဆယ်ဒီတစ်ပတ်တော့လည်းဒီတိုင်းနဲ့ပဲသွားပြီးနိုင်မှာပေါ့နော်တဝက်လောက်နဲ့လာပြီးရင်လည်းပြီးမှာပေါ့အဲ့တော့ကျွန်တော်တို့ကဘယ်လိုကြည့်မလဲဆိုလို့ရှိရင်ဒီကောင်ကဒီလိုမျိုးထောင်တက်သွားပြီဆိုလို့ရှိရင်စိုက်ဝေးပြန်ပြီးတော့မှာပေါ့နားမယ်နေရစိုက်ဝေးပြီးတော့မယ်နေတာမျိုးမှာရှိစိုက်ဝေးပြီးမယ်ဆိုရင်ဒီနားလောက်ဒီမှာလာပြီးမှလာပြီးမှာပေါ့နော်ဒီ2600လောက်ဒီလာပြီးမှပြေးလိမ့်မယ်ပြီးလို့ရှိရင်ဒီမြင်းချောင်းဒီအနီမြင်းချောင်းကဘာပဲဆိုရင် EMA 20အဲ့မှာလာထိမှာစိုက်ဝေးပြီးပေါ့နော်ရေးမှအဲ့လိုမျိုးပဲပြန်တက်သွားမယ်အနေထားမှာရှိအဲ့တော့ကျွန်တော်တို့က D1 ကိုတွားကြည့် D1 ဆိုရင်သူကတော်တော်လေးကိုမှအချိန်ကဒီမှာ80တက်မှာတော်တော်လွန်နေပြီပေါ့နော် D1 မှာအချိန်တော်တော်လွန်နေပြီသူနောက်ထပ်ဒီပေါ့နော်ဒီမြင်းချောင်းEMA 20ကိုပြန်ဆင်းလာတော့မှာဖြစ်တယ် EMA 20ကိုပြန်ဆင်းလာမယ် EMA 20ကိုပြန်ဆင်းလာရင်မှဒီကောင်လေးကနှိမ့်ပြီးမှဒီလိုမျိုးနေရာမှာပေါ့နော်စိုက်ဝေးတွေပြီးသွားမှာစိုက်ဝေးတွေပြီးသွားတဲ့အချိန်ဒီကောင်ကတဖြည်းဖြည်းနဲ့ပြန်နှိမ့်မှရှိန်ပြန်ရပြီဆိုမှပြန်ထိုးတက်မှာပေါ့နော်အဲ့လိုမျိုးပုံစံနဲ့တွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့၄နိုင်မှာတွားကြည့်၄နိုင်မှာဆိုရင်သူကပြန်ဆင်းလာတယ်နော်ပြန်ဆင်းလာတယ်ပြီးလို့ရှိရင်ပြန်ဖောက်အောင်မှာပြန်တက်မယ်အဲ့လိုမျိုးပုံစံနဲ့တွားအောင်သူဒီမှာတော့လာထိပါလေ၄နိုင်မှာတစ်ချက်လာထိပါနော်ထိတော့ပြန်တက်သွားပြီကဲတနားရောကျွန်တော်တို့တွားပြန်ကြည့်အောင်တနားမှာဆိုရင်လည်းသူဘယ်လောက်ထိလာလောက်သွားလဲဆိုရင်ကိုကြည့်ကြည့်လိုက်သူဒီလိုမျိုးပေါ့နော် EMA 50အထိကြိုပြီးမှဆင်းလာပြီးမှပြန်ကန်တက်သွားရင်အပေါ်မှာတွားရင်မှရစ်တီနဲ့တွားလောက်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမျိုးမြင်းချောင်းတွေပြန်စုပြီးမှပြန်တက်တဲ့ပုံစံမျိုးနဲ့ market ကတွားနေတာဖြစ်တယ်ဘာလို့လဲဆိုတော့အခုကဒီမြင်းချောင်းတွေကစုပြီးမှအောက်ကိုပဲမစုပြီးမှချက်ခတ်ပြီးဆင်းမဲနဲ့ပြန်ပြီးမှတက်နေတာဖြစ်တယ်ဘာလို့လဲဆိုတော့သူကမြင်းချောင်းကတန်းနေတဲ့ခါကျတော့ဒီလိုမျိုးလေးပြန်လာစုလိုက်စိုက်ဝေးလေးပြေးလိုက်ပြန်တက်သွားလိုက်ဒီလိုမျိုးပုံစံတွားမှာအဲ့တော့ကျွန်တော်တို့ဒီ twin ကိုတစ်ချက်ကျွန်တော်တို့ပြန်ပြီးမှတုံးတက်ကြည့်အောင်ကျွန်တော် view ကိုရှိနေပေါ့နော်သူဆင်းလာတာဟုတ်ပါ့လားပေါ့နော်တကယ်ပဲပြန်ဆင်းအောင်မလားဆိုတော့ကျွန်တော်တို့သွားကြည့် view ကိုရှိနေတိုင်းကြည့်မယ် view ကိုရှိကနေကျွန်တော်တို့တက်သွားတာဖြစ်တဲ့အတွက်ဘယ်ကိုကျွန်တော်တို့တိုင်းကြည့်မှာနော် okay အဲ့တော့ကျွန်တော်တို့ကြည့်လိုက်လို့ရှိရင် view ကိုရှိမှာဆိုလို့ရှိရင်လည်းသူက golden ratio ဆို5နဲ့6ကြားပေါ့နော်အဲ့0.5 0.618မှာအဲ့ကြားတဲ့ကိုကျွန်တော်တို့ရောက်ခဲ့တယ်ပေါ့နော် golden ratio ဆိုကိုရောက်ပါတယ်ရောက်မှပြန်ကန်တက်တော့တာမှန်းတယ်ပေါ့ဒါဒီမျိုးဒီ view ကိုကြည့်ပြီးမှရောင်းကြဝယ်ကြတဲ့လူတွေတို့ကတော့ဒီကြပေါက်ရအောင်ပါပေါ့နော်โอเคဟုတ်ပြီအဲ့တော့သူဘယ်လောက်ထိပြန်တက်နိုင်အောင်မလဲဆိုကျွန်တော်တို့ကကြည့်ရအောင်သူဘယ်လောက်ထိပြန်တက်အောင်လဲအဲ့တော့ဒီကောင်ကိုကျွန်တော်တို့ပြန်သွားကြည့်လို့ရှိရင် twin base Fibo extension နဲ့ကျွန်တော်တို့ပြန်တိုင်းကြည့်မှာပေါ့โอเคဒီလိုမျိုးပေါ့နော်တိုင်းကြည့်လို့ရှိရင်ဒီလိုမျိုးပုံစံနဲ့ဖြစ်လို့ရှိရင်ကျွန်တော်တို့ကဘယ်လောက်ထိတက်မလဲ1.2 1.2ခွန်ပေါ့နော်1.2ခွန်ဘယ်လောက်ထိရှိလဲဆိုတော့1.2ခွန်ကအခုကျွန်တော်3912မှာရှိ3912မှာအဲ့လောက်ထိကိုတက်မယ်လို့သူကပြောတာရှိအဲ့တော့ဒီတစ်ပတ်အတွင်းကတော့ဒီ3900ရောက်မရောက်တော့ကျွန်တော်စောင့်ကြည့်ရအောင်ပေါ့နော်ကျွန်တော်တို့ဒီအောက်ကလေးကိုနည်းနည်းပြန်ဆင်းလာတဲ့ချိန်ကိုကျွန်တော်တို့ထပ်ပြီးမှဘိုင်းပေါ့နော်ဘိုင်းကိုပဲကျွန်တော်ကအကြံပြုချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုမျိုးဒီကြည့်ပြီးမှကျွန်တော်တို့ဘိုင်းကြမလဲဟုတ်ပြီဘယ်လိုမျိုးတွေကြည့်ပြီးဘိုင်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြင်းချောင်းက
ဒီကောင်အခုဒီလိုမျိုးအောက်ကိုနည်းနည်းလေးပြန်ဆွဆွပြီးမှဆင်းလာတဲ့ချိန်ကြလို့ရှိရင်ပြီးရင်ဒီအဝါမြင်းချောင်းလေးကိုဖောက်လို့ရှိရင်ပိုင်းတော့ပြီးလို့ရှိရင်ဒီမှာကကျွန်တော်တို့ကဒီမှာအဝါမြင်းချောင်းတွေအနီမြင်းချောင်းရှိတယ်အဝါမြင်းချောင်းအနီမြင်းချောင်းကိုဖြတ်ပြီးလို့ရှိရင်အောက်ကိုနည်းနည်းလေးပြန်လာစုတဲ့ချိန်ကြလို့ရှိရင် right action ပြလို့ရှိရင်ကျွန်တော်တို့ light ပိုင်းတက်သွားပါတော့အဲ့ဒါလိုမျိုးပိုင်းလို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က zone တာကတ်ထားရတယ်ဆိုရင် zone ကဘယ်လိုမျိုးနေရာမှာရှိတယ်ဆိုဟုတ်ဒီမှာလေဆိုဒီမှာတတိတွေလောက်သွားတာဒီလို zone ပဲဒီလိုမျိုးပေါ့နော်ဒီလိုနေရာလေးတွေက zone အဲ့တော့ surprise zone demand zone တွေကျွန်တော်တို့ကြည့်ပြီးတော့ရောင်းကြဝယ်ကြရဲဆိုရင်လည်းဒီလိုမျိုးနေရာတွေအခု zone တစ်ခုခုကိုတာကတ်ထားပြီးလို့ရှိရင်အဲ့ဒီ zone တွေနေရာအောင်မှာဆိုလို့ရှိရင်ကျွန်တော်တို့တွေက price action ပြပြီးမှကောင်းကောင်းကြည့်ပြီးမှပေါ့နော်ဒီဟာကိုကျွန်တော်ကောင်းကောင်းကြည့်ပြီးလို့ရှိရင်price action တေချာပေါက်ပြအောင်ပဲကျွန်တော်တို့ဝယ်ရမှာအဲ့လိုမျိုးပဲတွားတင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ candlestick တွေမှာအားကောင်းတဲ့အရာလေးတွေရှိအားကောင်းတဲ့အရာလေးတွေကဘယ်လိုမျိုးတွေလဲဆိုရင်အခုဒီမှာကြည့်တတိလေးနော်ဒီကောင်ဟိုတူကြည့်လို့ပုံစံမျိုးဟမ်မာပေါ့အဲ့လိုမျိုးပုံစံတွေကိုကျွန်တော်တို့ဒီကောင်နေဆင်းလာတယ်ဆိုရင်ဒီမှာကျွန်တော်တို့လာထိနိုင်တယ်ပေါ့နော်ဒီမှာလာထိမှကျွန်တော်တို့ SN ကိုဒီနားလောက်လေးထားပါနည်းလေးခွာထားပြီဒီနားလောက်မှာကျွန်တော်တို့ပိုင်လို့ရတယ်ဒီမှာလာထိနေတယ်ကျွန်တော်တို့ပိုင်ရင်ပိုင်ဒါမှမဟုတ်ဘူးဆိုရင်လည်းအခုဒီလိုမျိုးနေရာကိုပူလာနိုင်တယ်ပေါ့နော်ဒီလိုမျိုးနေရာကနေမှပိုင်ရင်ပိုင်ပေါ့ဒီနှစ်ချက်ကိုကျွန်တော်တို့စောင့်ကြည့်မှာဒီမှာတစ်ချက်ပိုင်လိုက်လို့မတက်ဘူးဆိုလို့ရှိရင်ရှုံးခါလိုက်နောက်ဒီမှာကျွန်တော်ပြန်ရှိပါသူပြန်ဆင်းလာတဲ့ချိန်ဒီမှာလာထိပြီဆိုရင်ကျွန်တော်တို့ကဒီရိုးရအောင်မှာအဆင်လေးထားပြီးအဲ့လိုမျိုးပေါ့နော်အဲ့ကနေပိုင်တက်သွားလိုက်ဒါဆိုရင်တော့ကျွန်တော်တို့ဓာတ်ကတစ်ခုနေနေရအောင်နော်အဲ့တော့ကျွန်တော်တို့ပိုင်ကြမယ်ဒီလိုမျိုးပေါ့နော်ခုနကတော့ကျွန်တော်တို့မှန်းထားတဲ့900စနစ်အဲ့လောက်ထိပဲနော်900စနစ်ထိပဲကျွန်တော်တို့ SN ကိုဒီနားလောက်ထားပါနော်ဒီနားလောက်ထားအဲ့တော့ဒီပုံစံနဲ့ကျွန်တော်တို့ဆက်သွားလို့ရဒီကောင်ကလာမဲ့ပုံစံဘယ်လိုမျိုးလာမလဲဆိုလို့ရှိရင်ဒီပုံစံလေးကဒီကောင်လေးကိုကျွန်တော်တို့အောက်ကိုဆင်းလာမယ်ခဏတစ်ပြုတ်ဆင်းလာမယ်ဒီမှာကျင်းလာပြီနော်ဒီဥစ္စာလေးတွေကကျင်းလာတဲ့အချိန်ကြာလို့ရှိရင်သူကပြီးလို့ရှိရင်ဒီအောက်ကနေမှဒီမြင်းအဝါလေးကိုပြန်ဖောက်တက်တဲ့အချိန်လေးကိုကျွန်တော်တို့ကောက်ပိုင်လိုက်ဒါကွက်တိပဲအဲ့လိုမျိုးကိုကျွန်တော်ကြည့်ပါပိုင်အောင်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကြားထဲမှာဒီလိုမျိုးလေးပြေးမှဒီအောက်ကိုဆင်းလို့ရှိရင်ဒီကောင်ကတဖြည်းဖြည်းနဲ့ကျင်းလာပြီးမှတဖြည်းဖြည်းနဲ့အဲ့မှာ sideway ပုံစံနဲ့တွားသူကျင်းလာပြီဆိုတော့ sideway ပုံစံတွားတော့မယ်လို့ကျွန်တော်တို့ကယူဆလို့ရတယ် sideway ပုံစံတွားပြီးလို့ရှိရင်သူကတဖြည်းဖြည်းနဲ့ဒီခေါင်းလေးတွေကကားလာဒီမြင်းလေးတွေကဒီလိုမျိုးပုံစံပေါ့နော်ကားလာစရင်မှကားပြီဆိုရင်တော့အဲ့ဒါပို့ထောင်တက်ပြီးဒီလိုမျိုးဖောက်သွားတဲ့ချိန်ကျွန်တော်တို့အဲ့ဒါတွေကိုကျွန်တော်တို့အခုကျွန်တော်ပြမယ်နော်ဒါမှဆိုတော့ဒီကောင်လေးကိုယူလိုက်ဒီကောင်လေးဖောက်တဲ့ချိန်လေးဒီမှာကြည့်နော်ပြမြင်းလေးဖောက်သွားတဲ့ချိန်တွေ့လားဒါကွက်တိပဲဖောက်သွားတက်တယ်ပြီးလို့ရှိရင်အပေါ်ကနေမှတို့ရှိန်နဲ့ဖောက်ချတာဒါလေးကိုကျွန်တော်ကြည့်လိုက်ဒီချောင်းလေးကဖောက်ချသွားတာတွေ့လားအောက်ကိုပြန်ရောက်လာတယ်ပြီးလို့ရှိရင်နောက်တစ်ချောင်းပြန်ကြည့်မယ်ဒီကောင်ဒီညမှာစရင်မှဒီအစိမ်းနဲ့ဘက်ကိုရှိန်လုံသွားတဲ့အချိန်ကျရင်အစိမ်းဘက်ကဒီနှဟမ်းနေပြန်ထွက်တာမျိုးတွေဒီအစိမ်းမြင်းကြောင်းကိုပြန်ဖောက်တက်တာမျိုးတွေဒါမျိုးတွေကိုကျွန်တော်တို့ကြည့်လို့ရတယ်ပြီးလို့ရှိရင်ဒီမှာဒီလိုမျိုးပေါ့နော်ဒီမှာဖောက်တက်တဲ့နေရာဒီမှာဆိုဖောက်တက်တဲ့နေရာဒီကောင်လေးဖောက်တက်သွားတာဆိုရင်ဒါပြန်တက်သွားတာပေါ့နော်ဒီထိအဲ့လိုမျိုးဒီကောင်ပြန်ဖောက်ဆင်းလာတာဆိုတော့ဒီမှာဒီလိုမျိုးဖောက်ဆင်းတယ်ဆိုတော့ဒါပေမဲ့ဒီမှာကျွန်တော်တို့က90ရာခိုင်နှုန်းမရောက်ဘူးဒီနော်တဝက်လောက်ပဲရောက်တယ်90လောက်ဒီ candlestick ကတူညီတဲ့အချောင်းရှိရဆိုရင်ကြီးတယ်ဆိုလို့ရှိရင်ဆင်းသက်တယ်ပေါ့နော်တို့ပေမဲ့လည်းဒါအထွင်မှာရှိနေတဲ့အတွက်အထွင်ကိုပဲကျွန်တော်တို့အာရုံစိုက်ရမှာဒီဟိုတော့အာရုံစိုက်လို့မရအောင်ပေါ့နော်ဒီ down trend ကိုတော့ကျွန်တော်တို့တွားမကြည့်နဲ့ down trend ကိုကြည့်လို့မရသေးဘူးကြည့်လို့ရတဲ့အခြေအနေမရောက်သေးဘူးပေါ့ down trend ကိုပဲချိန်ချမှကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့တွေက down trend ကဒီလိုမျိုး
ဒီဟိုပါဗောနော်အောက်ကဒီမိုင်းစုံတို့ဘာတို့ကိုကျွန်တော်တို့ကြော်ဖြတ်လာတဲ့အချိန်ကြမှာအောက်ကိုကြော်ဖြတ်လာတယ်အောက်ကိုကြော်ဖြတ်လာရင်နှိမ့်လာပြီလူတွေကတဖြည်းဖြည်းနဲ့ဒီ high တွေကနှိမ့်မယ်လိုကြီးလိုတွေကနှိမ့်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ချိန်ကြမှာကျွန်တော်တို့ကကြည့်လို့ရမှာဗောနော်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ high တွေကမြင့်တက်မြင့်တယ်လိုကြီးလိုတွေကလည်းမြင့်တက်မြင့်လာတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဆက်ပြီးမှပဲ market ကတက်ဖို့ရှိပါတယ်လို့ကျွန်တော်တို့ဒီနေ့ဒါလေးနဲ့အကြံပေးနေဒီလောက်ပါပဲခင်ဗျကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ပညာလေးတွေတိုးပွားကြပါစေဝင်ငွေတွေလည်းဖြောင်းပြကြပါစေခင်ဗျအထူးကျေးဇူးတင်ပါတယ်